နောက်တစ်နေ့မှာတော့ကောင်လေးနဲ့သူ့အမလင်မယားတို့ငါးဖမ်းထွက်လာကြပြန်တယ်အဲ့ဒီအချိန်မှာရွာထဲကစိတ်ပုတ်တဲ့လင်မယားနှစ်ယောက်ကရောက်လာပြီးနင်တို့မိသားစုကတော်တော်အတ္တကြီးတာပဲတမိုးကြီးခီးယူတွေကိုနင်တို့ပဲအကုန်ကောက်ပြီးရောင်းနေကြတယ်ငါတို့ရှာတာတော့တခုမှတောင်မတွေ့ဘူးဆိုပြီးလာရောက်ရန်စကားနာထိုးနေကြတာပေါ့အဲ့ဒါနဲ့ကောင်လေးကလည်းအေးအေးဆေးဆေးပဲမင်းတို့ကငါအပေါ်ဘာကျေးဇူးရှိလို့ငါကလိုက်ပြောပြနေရမှာလဲငါဘာသာငါရိုးရိုးတသားရှာတာပဲလို့ပြက်ပြက်တသားပြန်ပြောလိုက်ပါတယ်အဲ့ဒီလူယုံမှာလင်မယားကကန်ထဲကရေတွေကိုရေဆုပ်ဆက်နဲ့အတင်းဆုပ်ထုတ်ပြီးငါးဖမ်းနေကြတာပါဒါပေမဲ့သူတို့ကငါးနဲ့ချင်းပဲရကြတယ်အဲ့ဒါနဲ့သူတို့ကကောင်လေးတို့ကိုလှောင်ပြောင်းတဲ့အနေနဲ့ငါတို့ကနင်တို့လိုအတ္တမကြီးဘူးနေငါးဖမ်းခြင်းရင်ငါတို့တုံထားတဲ့ရေဆုပ်ဆက်ကိုပြန်ဝယ်လိုက်လေဆိုပြီးလာပြောကြပြန်ရောအဲ့ဒီအချိန်မှာကောင်လေးကသူ့ရဲ့ငကားလေးကိုရေထဲလွတ်ပြီးရေအောက်မှာဘာတွေကြံသေးလဲဆိုတာအစွမ်းနဲ့ကြည့်ခိုင်းလိုက်ပါတယ်နဂါးလေးရဲ့အကူအညီနဲ့ကြည့်လိုက်တော့ရေအောက်ထဲမှာတမိုးကြီးငါးတွေအများကြီးရှိနေသေးတာကိုမြင်လိုက်ရတာပေါ့အဲ့ဒါနဲ့ကောင်လေးကဘာမှစဉ်းစားမနေတော့ပဲဟိုလင်မယားရဲ့ရေဆုပ်ဆက်အဆုပ်ကိုငွေ9000ပေးပြီးဝယ်လိုက်ပါတော့တယ်အဲ့ဒီလင်မယားနှစ်ယောက်လည်းအဆုပ်ကြီးကိုဒီလောက်ဈေးနဲ့ဝယ်တဲ့နှလုံးဆိုပြီးပတ်စံကိုအတင်းယူကသူတို့ချင်းတွေကိုမပြီးလှောင်ရဲကပြန်သွားကြတော့တယ်ဘေးကမြင်ရတဲ့တခြားလူတွေကလည်းကောင်လေးကိုရေဆုပ်ဆက်အဆုပ်ကိုဝယ်ရအောင်ဒီကောင်တော့ယူနေပြီဆိုပြီးဝိုင်းပြောနေကြပါတော့တယ်